တော်တို့ crypto carry ကိုရိုင်း ZC plot တစ်ခုကိုအောင်မြင်အောင်တူးနိုင်ခဲ့တယ်ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာပြင်ဆင်ခဲ့တဲ့အချက်တွေရှိတယ်မင်္ဂလာပါ crypto carry ကနေကြိုးဆိုပါရစေကျွန်တော်ကတော့ carry ပါဒီဗီဒီယိုဖြစ်မြောက်ရေးကိုအဓိကကူညီပေးထားတာက Binance Exchange ဖြစ်ပါတယ် crypto ဝယ်ရောင်းလုပ်ချင်တဲ့သူတွေ Binance Exchange account ကို VTV BK CFA ကုန်းနဲ့ဖွင့်နေဆိုရင်အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ CG ကိုရိုင်းလုပ်ပြီးတော့အောင်မြင်ခဲ့တဲ့ ZC plot တစ်ခုရခဲ့တဲ့ငှားတူးတဲ့ experience နောက်ွယ်ကလိုအပ်ချက်တွေကိုကျွန်တော်အားလုံးသိအောင်မျှဝေပေးမှာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပါကျွန်တော်တို့ဘာကြောင့် solo တူးရလဲ solo တူးရဆိုတာက crypto မှာကန်ဆန်းတာပါပဲเนาะရှိသမျှ miner ရဲ့အကုန်လုံးနဲ့ကိုကလူတူးတဲ့အတွက်ကြောင့်မလို့ကိုက block တစ်ခုရသွားခဲ့ရင်ကိုအတွက်အကျိုးအမြတ်ကြီးပါတယ်ဥပမာပေးရရင်ကျွန်တော်တို့ Bitcoin တစ်ခုကိုတူးခဲ့လို့ solo အနေနဲ့အောင်မြင်ခဲ့ရင်$2သိန်းကျော်ရမယ်ကျွန်တော်လုပ်ခဲ့သလိုမျိုး ZC လုပ်လို့အောင်မြင်ခဲ့ရင်လက်ရှိဈေးနဲ့ဆိုရင်$500ကျော်ရမယ်နောက်ဆုံးတင်ခဲ့တဲ့ tutorial ရ RVN solo 2လို့အောင်မြင်ခဲ့ရဆိုရင်ကျွန်တော်တို့8ချက် solo block reward အနေနဲ့ကျွန်တော်တို့ပြန်ရတယ်ဒီလိုမျိုး crypto မှာကန်ဆန်းပြီးတော့ rewards ကများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ solo တူးကြတဲ့သူတွေအများကြီးရှိနေတာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ CG တင်ထားတဲ့ Zcash 2နီးမှာတွားကြည့်လိုက်ပါအမှအသေးစိတ်ကျွန်တော်တို့လုပ်ပေးထားပါတယ် ZC block တစ်ခုရခဲ့တဲ့နောက်ွယ်ကလိုအပ်ချက်နံပါတ်1ဘယ်အချိန်မှာတူးမှာလဲcrypto တွေကိုတူးတဲ့နေရာမှာခက်ခဲလားဆိုတာကိုတိုင်းတာတဲ့ difficulty check ဆိုတာကိုရှိတယ်အဲ့တော့ကျွန်တော်တို့ Zcash ရဲ့ difficulty check ကိုကြည့်လိုက်ပါတစ်ပတ်စာနဲ့တစ်ရက်စာကိုကျွန်တော်တို့ကြည့်ပါတစ်ပတ်စာအတွင်းမှာဆိုရင်တည်ငြိမ်နေတာကိုတွေ့ရမယ်တစ်ရက်တာအတွင်းမှာဆိုရင်လည်းအကြဘက်ကိုဥတည်နေတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲ့တော့ပြန်ကျနေတဲ့အချိန်ကိုကတိုင်ပင်ကိုက်ပြီးတော့ run နိုင်မှာကိုအတွက်အခွင့်အရေးတွေပို့ပြီးတော့များမှာဖြစ်ပါတယ်ဒီနေ့တစ်ရက်တာအတွင်းမှာအခုအလဲမှာမြင်နေရတဲ့ power အရန်တက်တဲ့အနေအထားမျိုးမှာမိုင်းနာမျိုးလက်ဆောင်ပြီးတော့ပြန်ကျလာတဲ့68လောက်မှာမိုင်းနာမျိုးကပို့ပြီးတော့ဆင်ပြေပါတယ်အခုလက်ရှိအနေအထားကလည်းတရက်တာအတွက်ပြန်ကျနိုင်တဲ့အနေအထားမလို့တိုင်ပင်ကိုက်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ difficulty check ကိုကြည့်ပြီးတော့ဘယ်ချိန်မှာတူးမှလဲဆိုတာကိုတိုင်ပင်ကိုက်နိုင်မှာအဆင်ပြေပါလိမ့်မယ်ဒုတိယအရေးကြီးဆုံးတစ်ချက်ကတော့ဘယ်ကနေတူးမလဲဆိုတာကိုရွေးချယ်ရမှာပါကိုရွေးချယ်လိုက်တဲ့တူပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုရာခိုင်နှုန်းကွာခြားသွားမှာဖြစ်ပါတယ်အခု Zcash ကိုတူးမဲ့အတွက်ကြောင့်မလို့ Zcash ပူးတွေကိုကြည့်မယ်ဒီ link တွေအကုန်လုံးကို description မှာထည့်ပေးထားမယ် comment မှာလည်းချပေးထားမယ်ဒီမှာ2 miners ကိုတွေ့တယ်သူက solo support လုပ်ပေးတယ်လွန်ခဲ့တဲ့4နာရီကနေပြီးတော့ block တစ်ခုရထားတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့ကိုကဒီပူးမှာ4နာရီ5နာရီလောက်တူးရင်ကိုအတွက် block တစ်ခုရနိုင်ချေရှိတယ်အဲ့တော့ကိုရဲ့ရွေးချယ်မှုက2 miners ဖြစ်လိမ့်မယ်ဝင်လိုက်အဲ့တော့ဒုတိယရွေးချယ်မှုကဘယ်နေရာမှာတူးမလဲဆိုတော့ပူးရွေးချယ်တာဖြစ်ပါတယ်တတိယလှုပ်ဝက်ချက်ကကိုကဘလောက်ပါဝါနဲ့တူးမလဲဆိုတာပါဒါကိုသိဖို့အတွက်လူပုံလေးနဲ့ minus နေရာကိုသွားပြီးတော့ဒီမှာတူးနေတဲ့လူတွေရဲ့ပါဝါကိုကြည့်လို့ရတယ်အပေါ်ဆုံးမှာ73 max အောက်မှာ9 max အဲ့တော့ကိုရွေးချယ်တဲ့ပါဝါကဖြစ်နိုင်ခြေရှိတဲ့ပါဝါဖြစ်ဖို့လိုအပ်တယ်မြင်တောင်ပြောရရင်အပေါ်ဆုံးမှာ73 max ရှိနေပြီးတော့တောက်လျှောက်800 900 900တွေရှိနေတဲ့အချိန်မှာကိုက34 29လောက်နဲ့တွားပြီးတော့တူးမယ်ဆိုရင်ကိုယ့်အတွက်ဖြစ်နိုင်ခြေက impossible မဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်အဲ့တော့ကိုယ့်အတွက်ဖြစ်နိုင်ခြေရှိဖို့အတွက်ရွေးချယ်နိုင်တဲ့ power ကတော့အခုလက်ရှိ live analyze လုပ်ရရင်တော့400 KS ကြားနေပြီးတော့600 KS ကြားကကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်နိုင်ပါလိမ့်မယ်ဒါကတော့လှုပ်ဝက်ချက်ဖြစ်တဲ့ဘယ်လောက် power နဲ့တူးမလဲဆိုတာပါ၄ခုမြောက်နောက်ဆုံးလှုပ်ဝက်ချက်ကတော့ကိုကစက်ကိုဘယ်နှနာရီတူးမလဲဆိုတာဖြစ်ပါတယ်ဒါကိုသိရဖို့အတွက်ကျွန်တော်တို့အတုံးလေးကိုနှိပ်လိုက်ဒါဆိုရင် block တွေကိုတွေ့ရပါလိမ့်မယ်ဒီမှာကျွန်တော်တို့ lag ရာခိုင်နှုန်းတွေကိုကြည့်ရမယ်နောက်ဆုံး3ခုမှာ83ရာခိုင်နှုန်း163ရာခိုင်နှုန်း58ရာခိုင်နှုန်းဒါဆိုရင်လက်ရှိပူးရဲ့နောက်ဆုံးရ lag percent ကိုကြည့်အောင်65ရာခိုင်နှုန်းဒါဆိုရင်65ကနေပြီးတော့150ရာခိုင်နှုန်းကြားဖြစ်နိုင်ခြေရှိတဲ့အတွက်ကြောင့်မလို့အခုအနေနဲ့အနည်းဆုံး3နိုင်ရနေပြီးတော့4နိုင်ကြားငှားတင်တယ်ဒါကနောက်ဆုံးလှုပ်ဝက်ချက်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခဲ့တဲ့လှုပ်ဝက်ချက်၄ခုလုံးကို Zcash မှာလည်းမဟုတ်ဘဲနဲ့ solo တူးလို့ရတဲ့ Bear Crypto အမျိုးအစားမှမဆိုတွားရောက်အသုံးချလို့ရမှာဖြစ်ပါတယ်အခုပြခဲ့တဲ့ website တွေအကုန်လုံးလည်း link ချပေးထားမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ပြန်တွေ့ကြပါမယ်